ကိုယ့်ရဲ့တနေ့တာပြီးဆုံးတော့တဲ့အချိန်မှာတော့ကိုဒီနေ့ဘာကြီးလုပ်ခဲ့လဲဆိုပြီးတော့ပြန်တွေးဖို့ပါသလားနိုင်ပေါင်းများစွာအချိန်ကုန်သွားတယ်ဖုန်းကြည့်တယ် social media သုံးတယ် TikTok ကြည့်တယ် doom scrolling လုပ်တယ်နောက်ဆုံးတကယ်တမ်းနေ့လေကိုတကယ်တမ်းအလုပ်လုပ်ရမယ့်အချိန်ကိုတကယ်တမ်းအာရုံစူးစိုက်ရမယ့်အချိန်ရောက်လာတဲ့အခါကျတို့ဘာလုပ်လဲဖြစ်တယ်လို့လိုက်တယ်ပြီးတယ်လို့လိုက်တယ်အလုပ်တစ်ခုကိုပြီးရောဆိုပြီးတော့လောက်ချပစ်လိုက်တယ်တော့လည်းအဲ့လိုမျိုးဖြစ်ခဲ့ပို့တယ်အမှန်တမ်းပြောရင်အထက်ကိုစိုးစိုးရွားရွားဖြစ်ခဲ့တယ်ဒါပေမဲ့ဒီအခြေအနေကိုတင်ပြောင်းလဲလို့ရတယ်ကျွန်တော်အရင်တုန်းကယုံကြည်ခဲ့တဲ့ belief ခုနဲ့စပြောပြချင်တယ်အရင်တုန်းကကျွန်တော်လုံများရင်အောင်မြင်နေတယ်လို့ယူဆခဲ့တကယ်တမ်းမဟုတ်အမှားကြီးတစ်ခုနောက်မှသဘောပေါက်လာတာကအလုပ်အများကြီးလုပ်တာထက်မှန်ကန်တဲ့အလုပ်ကိုမှန်ကန်တဲ့နည်းနဲ့လုပ်ဖို့ဆိုတာပဲဆိုတော့ကျွန်တော်တို့အများစုအဲ့ရထလာတယ်ဖုန်းကြည့်တယ် Instagram သုံးတယ် Facebook သုံးတယ် TikTok ဗီဒီယိုကြည့်တယ် YouTube ဗီဒီယိုကြည့်တယ်ပြီးတော့နေ့လေအလုံးလောက်ရတော့မယ့်အချိန်အာရုံစူးစိုက်ရတော့မယ့်အချိန်ရောက်လာတဲ့အခါကျတို့တွေအားလုံးဘာလုပ်လဲဖြစ်သလိုလိုက်တယ်လောက်တစ်ခုကိုပြီးပြီးလိုနဲ့လုပ်လိုက်ဒါမှတချို့အလုပ်တွေမပြီးတော့ဘာလုပ်လဲကျွန်တော်တို့အာရုံစူးစိုက်နိုင်ဆိုရင်ကျွန်တော်တို့အာရုံစူးစိုက်မှုကအားနေနေတယ်တင်တို့လည်းဖြစ်ဖို့မဲ့ထင်ပါတယ်မနက်ခင်းပိုင်းလိုးလာတယ်အဲ့ရထားလာတယ်ဖုန်းသုံးတယ် social media သုံးတယ် YouTube ကြည့်တယ် TikTok ကြည့်တယ်ပြီးတော့နေ့လည်ရောက်လာတဲ့အခါကျကျွန်တော်တို့ចောင်းစာရေးလုပ်ရမယ့်အချိန်ကျွန်တော်တို့အလုံးလုပ်ရမယ့်အချိန်ရောက်လာတဲ့အခါကျွန်တော်တို့ကပြင်းသွားတယ် energy မရှိတော့တယ်လို့ခံစားလိုက်ရတယ်အလုပ်လုပ်ခြင်းစိတ်မရှိတော့တယ်လို့ခံစားလိုက်ရတယ်အဲ့တော့ဘာလို့လဲဆိုရင်ခုနကကျွန်တော်ပြောသလိုမျိုးဖြစ်တယ်လို့ပြီးတယ်လို့မျိုးလောက်ချပစ်လိုက်တယ်အဲ့တော့နောက်ပိုင်းမှာဖြစ်လဲဆိုရင်အလုပ်တွေဒီ perfect မဖြစ်တော့ပဲ normal minimum အလုပ်တစ်ခုလောက်ပဲဖြစ်သွားတယ်ဒါကြောင့်လူတွေအများစုကကြာလာတဲ့အချိန်မှာကိုစိတ်ပြတ်လာပြီးတော့ကိုယ့်ရဲ့ဘဝကိုအရှိမရောက်သလိုခံစားလာကြတယ်ပြင်းကြီးလို့တော့မဟုတ်ကိုအလုပ်အများကြီးလုပ်ခြင်းရ productivity ကိုမြင့်စေရ productivity ကိုကောင်းစေရဆိုပြီးတော့ထင်မြင်စားချက်ကြောင့်ဆိုတော့မိတ်ဆွေဒီဗီဒီယိုကိုကြည့်ပြီးတော့တဲ့အခါမှာကိုယ့်ရဲ့တနေ့တာကိုစီစဉ်တဲ့နေရာမှာအသုံးဝင်တဲ့အချက်9ချက်ကိုသိရှိရရှိသွားမှာဖြစ်ပြီးကိုယ့်ရဲ့တနေ့တာမှာရှိမဲ့အရာတွေကိုပြီးမြောက်အောင်လုပ်နိုင်ဖို့ကိုယ့်ရဲ့တနေ့တာကိုပျော်ရွှင်စွာဖြစ်တတ်နိုင်ဖို့အတွက်အထောက်အကူကူညီတပေါင်းမျိုးနဲ့ကူညီပေးသွားမှာဖြစ်ပါတယ်ဆိုတော့နံပါတ်1 set one primary goal အဓိကပန်းနိုင်တစ်ခုတည်းကိုပဲသတ်မှတ်ပါ3ခုလည်းမဟုတ်ဘူး5ခုလည်းမဟုတ်တစ်ခုတည်းကိုပဲဒီတစ်ခုတည်းကိုပဲဒီတနေ့စာအတွက်သတ်မှတ်ထားပါဒီလိုငါးသားဒီနေ့တစ်ရက်တည်းမှာဒီတစ်ခုတည်းကိုပဲဒီ test တစ်ခုတည်းကိုပဲလုပ်ရမယ်ဆိုရင်ဘယ် age ရဲ့ test တစ်ခုဖြစ်မလဲဥပမာအကြောင်း project တစ်ခုကိုလုပ်တာဒါကျွန်တော်စိတ်ဝင်စား topic တစ်ခုကိုလေ့လာတာအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော် content creator ဆိုရင် video တစ်ပုဒ်ရိုက်တာအဲ့ဒီအရာတွေအားလုံးကလွဲပြီးတော့ကျွန်တော်ရဲ့အကုန်လုံးက secondary ပဲလူတွေအားပဲဆိုတော့ကိုယ်တနေ့တာအာယုံဆိုင်မှုကိုအလွယ်တကူအနောက်ရှက်ဖြစ်စေဖို့နဲ့ကိုယ်တနေ့တာအတွက်ချမှတ်ထားတဲ့အလုပ်တွေကိုပြီးမြောက်အောင်လုပ်နိုင်ဖို့အတွက်အဓိကပန်းနိုင်တစ်ခုဒါမှမဟုတ်အဓိက goals တစ်ခုတွေကိုပဲချမှတ်ထားပါ for the minute limit the digital distractions digital ကပေးတဲ့စိတ်နှောင့်ယှက်တွေကိုကန့်သတ်ထားပါဖုန်းအတိပေးချက် notifications တွေ Facebook TikTok YouTube Instagram စတဲ့ company social media company ကြီးတွေကနေတိုင်းတင်ခေါ်လည်းမတီးလိုက်ပဲတင်းရဲ့အာယုံစူးစိုက်နိုင်စွမ်းနေတင်းရဲ့ energy တွေတင်းရဲ့ attention တွေတင်းရဲ့ focus တွေကိုတင်ခေါ်လည်းမတီးလိုက်ပဲခိုးယူသွားကြတယ်အယုံချင်းဆုံးနည်းလမ်းကတော့ phone ကို do not disturb mode on ထားလိုက်အောင်ပဲဒါမှမဟုတ် phone ကိုတခြားခန်းထဲမှာထားလိုက်ပါတင် focus နေတဲ့အချိန်တင်တခုအရေးကြီးတဲ့အရာတစ်ခုအရေးကြီးတဲ့အလုပ်တစ်ခုလုံးနေတဲ့အချိန်ပြီးသွားမှ phone ပြန်သွားစစ်ကြည့်ပါ Telegram ထဲမှာ share ပေး movie channel မှာထပ်မပြီးသွားဆိုတော့ကိုယ့်ရဲ့ attention ကိုယ့်ရဲ့ focus ကိုယ့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းကိုရွှေလိုမျိုးပဲတပေါ်ထားပါတကယ်လည်းရွှေပါပဲနောက်မှလည်းဒီ digital minimalism နဲ့ပတ်သက်ပြီးတော့ video တစ်ပုဒ်လုပ်ဖို့လည်းအစီအစဉ်ရှိပါတယ်ဆိုတော့အားလုံးပဲဆောက်ရွက်ပေးကြပါအောင်လို့လည်းတောင်းဆိုပါတယ်ဆိုတော့နံပါတ်3 time your block ကိုယ့်ရဲ့တနေ့တာကိုအချိန် block ခွဲတာပါတင်းရဲ့တနေ့တာကိုဒီတိုင်းဗလာရင်သူ့ဘာတော့အချိန်ကုန်သွားမယ်အစားအချိန်ဖြုံးသွားမယ်အစားတောက်စားမှုတစ်ခုချင်းစီတိုင်းတော့သူတို့ကိုယ်ပိုင်ကိုယ်စီ block တစ်ခုချင်းစီအချိန်တစ်ခုချင်းစီတတ်မှတ်ခွဲခြားတာပါဥပမာမနက်9နာရီ8နာရီ morning routine လုပ်မယ်မနက်စောစားမယ်မနက်9နာရီကနေ17နာရီဆိုရင်deep work လုပ်မယ် deep focus နဲ့ပတ်သက်တဲ့အလုပ်တွေလုပ်မယ် deep work deep focus လုပ်လို့ပြီးသွားလို့နောက်17နာရီနဲ့17နာရီ15မိနစ်ကကြာအနားယူမယ် actively rest လုပ်မယ်တက်ကြွနဲ့အနားယူမယ်တင်းရဲ့အချိန်ကိုဒီလို block ခွဲထားခြင်းကတင်းရဲ့ state ကိုပုံမပြီးတော့ fresh ဖြစ်စေတယ်ပုံမကြည်လင်စေတယ် overthinking ဖြစ်နေစရာလည်းမလိုတော့တလို့အချိန်ဆွဲတာတွေ procrastination လုပ်တာတွေလည်းမရှိတော့ဆိုတော့ကိုယ့်ရဲ့အချိန်ကိုရော energy ရောကိုပါကောင်းကောင်းလေး manage လုပ်သွားနိုင်မယ်မလေး start with a high focus task ခက်ခဲဆုံးတော့အလုံးနဲ့ကိုယ့်ရဲ့ data ကိုအဆုံးစတင်လိုက်ပါ science ရဲ့ research တွေသုတေသနတွေအရလူတွေရောက်ရဲ့ peak အဖြစ်ဆုံး energy အရှိဆုံးချိန်ကမနက်ခင်းမိုက်ပြပြောရင်ကျွန်တော်တို့လူတွေအုံနောက်ကမနက်ခင်းမိုက်မှာ peak အဖြစ်ဆုံးတဲ့ focus အာရုံစိုက်နိုင်စွမ်းအမြင့်ဆုံးမှာရှိနေတဲ့အချိန်ဒါကြောင့်ကျွန်တော်အိယာထပြီးတော့ပြင်ဆင်စရာရှိတာပြင်ပြီးသွားပြီဆိုတာနဲ့ခံဆုံးသုံးလို့အရေးဆုံးအရာတစ်ခုအလုပ်တစ်ခုနဲ့ကိုယ့်ရဲ့ data ကိုစတင်လိုက်ပါဥပမာ workout လုပ်တာရေးကြီးတဲ့အလုပ်တစ်ခုကိုပြီးအောင်လုပ်တာကျောင်းအတွက်ကျောင်း presentation ကျောင်း project တွေအတွက်
preparation ပြင်ဆင်မှုတွေပြုလုပ်တာနောက်ပိုင်း distraction တွေဝင်လာခဲ့တယ်ဆိုရင်တော့မှကျွန်တော်တို့မနေ့ကဘက်မှာလုပ်ထားတဲ့ high focus test ကြောင့်ကျွန်တော်တို့ဒီတော်ရုံတန်ရုံ guilty ဖြစ်မဲ့စိတ်ကဝင်လာမှာမဟုတ်တော့အဲ့အပြင်ကိုယ့်အပေါ်ပါ self respect ကတိုးသွားနိုင်စေမယ်နံပါတ် include short and active breaks ပိုတောင်းပြီးတော့အကျိုးရှိနိုင်တဲ့အနားယူမှုတွေကိုပြုလုပ်ပါမိနစ်50နဲ့60ကြာ deep walk deep focus တခုလုပ်ပြီးသွားတဲ့အခါမှာမိနစ်5မိနစ်ကနေ10မိနစ်ကြာအနားယူပေးပါ stretching လုပ်တာလမ်းလျှောက်တာဒါမှမဟုတ် gym master training တွေဆိုရင် push up လုပ်တာကို actively rest လုပ်နိုင်တဲ့ဘယ်အရာမှဆိုအကုန်လုံးလုပ်ရတယ်ဘာကြောင့်လဲဘာဖြစ်လို့လဲဆိုရင်အနားယူပေးခြင်းကကျွန်တော်တို့အုံနောက်ကိုပုံပြီးလန်းဆန်းစေပြီးတော့နောက်လာမယ့် pressure တွေစတာတွေဖြည့်ရှင်းတဲ့အခါမှာကြုံတွေ့လာနိုင်တဲ့ຢာတွေပေါ်ကိုပြင်ပန်းခနိုင်ဆိုရင်ရှော့ချပေးနိုင်တယ်။ဒါကြီးပေါင်းများစွာထိုင်ပေါ်မှာထိုင်ခြင်းကလည်းပြင်ကျန်းမာရေးအတွက်ကောင်းမွန်စေမှာမဟုတ်ဘူး။ဒါကြောင့် actively အနားယူပါ။အနားယူပေးခြင်းကတင်းရဲ့အာရုံစူးစိုက်နိုင်စွမ်းကိုရော energy ရောကိုပါမြင့်မားစေနိုင်တယ်။နံပါတ်6 use a single tasking approach အလုပ်တစ်ခုတည်းကိုပဲလုပ်တဲ့အလုပ်ချင်းကနည်းကိုအသုံးပြုပါချိန်ထဲမှာပဲအလုပ်အများကြီးကိုလုပ်ချင်းကကို productive ဖြစ်တယ်လို့ခံစားရတယ်ဆိုပေမဲ့ကျွန်တော်အဲ့ဒါထောင်ချောက်ကျွန်တော်အဲ့ဒါ trap အာယုံတွေပြည့်နေစေနိုင်တယ်အမားတွေလုံးမိနိုင်တယ်ပြီးတော့ရင်ကိုအလုပ်နေတဲ့အလုပ်ကိုလည်းပြီးဖို့တာမန်လိုရာထက်အချိန်ပိုပြီးကြာသွားစေနိုင်တယ်ချိန်ထဲမှာနေမဲ့အလုပ်တစ်ခုတည်းကိုပဲလုပ်ပါအမြုံနေပါလုံးဝပြီးတော့အောင်ပြီးတဲ့အထိလုပ်ပါအဲ့ဒါပြီးမှတခြားနောက်ထပ်အလုပ်တစ်ခုကိုသွားပါအလုပ်တစ်ခုတည်းကိုလုပ်ချင်းကမြန်ဖို့ကြောင့်မဟုတ်ဘဲနဲ့အရေးသွေးရှိတဲ့အလုပ် quality ရှိတဲ့အလုပ်တစ်ခုကို produce လုပ်နိုင်ဖို့အတွက်လုပ်ချင်းကြောင့်ပဲဖြစ်တယ်နံပါတ်9 use 3 deep focus blocks with recovery တင်းရင်တနေ့တာကို net shine စွာအာရုံစူးစိုက်နိုင်ဖို့အတွက်block 3ခုခွဲတာပါအဲ့ဒီအပြင်တရားမှုရှိတဲ့ actively rest recovery နားယူမှုကိုလည်းထည့်တာပါပတ်မှာမနက်ခင်းပိုင်း9နာရီကနေ9နာရီကြာ deep focus block တခုလုပ်မယ်ပြီးတော့ရင်9နာရီကနေ10နာရီကြာမှာဒါမှမဟုတ်9နာရီကနေ9နာရီကြာမှာအနားယူတဲ့အချိန်လေးထည့်ထားလိုက်မယ်မနက်စာစားတာ morning routine လုပ်တာဒါမှမဟုတ်တခြားကို enjoy ဖြစ်တဲ့ activity လေးလုပ်တာလုံးဝ relax ပြီးတော့ရင်9နာရီကနေ10နာရီကြာနောက်ထပ်ဒုတိယမြောက် deep focus blockလောက်တာအဲ့ဒါပြီးသွားမှနောက်7နာရီနဲ့7နာရီ15ကြာထပ်ပြီးတော့ rest လုပ်မယ်လေးစားစားကြည့်စားမယ်တခြား activity ကို enjoy လုပ်တဲ့ activity လုပ်မယ်ပြီးသွားရင်နောက်ထပ်တတိယမြောက် deep focus deep walk block ကိုလောက်တာအဲ့လိုနဲ့ကိုယ့်ရဲ့တနေ့တာကိုလည်းပက်လို့ရတယ်အဲ့ဒီ deep focus deep walk အချိန်တွေမှာလည်းကိုယ့်ရဲ့ jump project တစ်ခုပဲဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ဥပမာကိုယ် content creator ဆိုလဲ content creator နဲ့ပတ်သက်တဲ့ script တွေ record script တွေ video recording လုပ်တာတွေပြီးတော့ editing လုပ်တာတွေအကုန်လုံးကိုကအဲ့ဒီ deep focus deep walk block တွေမှာလုပ်လို့ရတယ်ဆိုတော့ဒီ block တွေဒီတင်းရဲ့အုံနောက်ကို deep walk mode ထဲဝင်သွားအောင်ကိုညီပေးသွားမှာဖြစ်ပြီးတော့အဲ့ဒါနဲ့အတူအနားယူပေးဖို့အတွက် rest recovery time တွေပါအချိန်လေးပေးသွားမှာဖြစ်ပါတယ်ဆိုတော့တင်းရဲ့အာရုံစူးစိုက်မှုနဲ့အနားယူခြင်းရောနှစ်ခုစလုံးကိုပါအသားပေးလာတဲ့အခါမှာတင်းရဲ့ productivity ကလည်းအမြန်စွာမြင့်တက်လာမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေမနေ့ပြန်စပြီးတော့ဒီအချက်9ချက်ကိုစတင်စမ်းသပ်ကြည့်ပါကိုနဲ့ live ဖတ်မဲ့တင်တဲ့အချက်တစ်ချက်တော့မဟုတ်ကိုစတင်ကျင့်သုံးခြင်းတဲ့အချက်တစ်ချက်ကိုရွေးပြီးတော့လက်ပြန်စပြီးတော့စတင်စမ်းသပ်ကြည့်ပါတိတာထင်ရှားပြောင်းလဲမှုအကြီးတစ်ခုဖြစ်သွားပါလိမ့်မယ်ပြောင်းလဲမှုဆိုတာလည်းကိုတိုင်းထားလို့မှဖြစ်သွားမှာဆိုတော့လက်ပြန်စပြီးတော့ဒီအချက်9ချက်ကိုစတင်စမ်းသပ်ကြည့်ပါကိုရဲ့အာရုံစူးစိုက်မှုတွေကိုလည်း prioritize လုပ်ပါအချိန်တွေကိုလည်းဒီတကြအစီအစဉ်စီမံထားပါပြီးတော့ရင်နောက်ဆုံးကိုရဲ့တနေ့တာအချိန်တွေကိုလည်းကိုရဲ့တနေ့တာကိုလည်း take control လုပ်ထားပါ workout လုပ်တာမျိုးမဟုတ်ဘဲနဲ့ work smart လုပ်ဖို့အတွက်ပါဒီလက်နေသိချင်တယ်ဆိုရင်လည်းဒီ channel ကို subscribe လုပ်သွားခဲ့လို့ရပါတယ်နောက်ပိုင်းမှာဒီလိုမျိုး topic နဲ့ပတ်သက်ပြီးတော့ content တွေလုပ်သွားဖို့လည်းအစီအစဉ်ရှိပါတယ်တဲ့အတွက်တစ်စုံတရာအကျိုးရှိခဲ့မှထင် like လုပ်ခဲ့ပေးပါ subscribe လုပ်ပေးခဲ့ပါတဲ့ရဲ့တင်ရချင်းပေါင်းသိမိတ်ဆွေတွေကိုလည်းပြန်လည်မျှဝေပေးပါဗီဒီယိုကိုနောက်ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲစေချမ်းသာခြင်းကိုကျမ်းမာခြင်းတို့ပြည့်စုံနေသောနေ့လေးဆက်နိုင်ပါစေ